Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ့်အကောင့်ကတော့ဒီလီဆက်နဲ့ဒီပြန်ကားလေးပါတဲ့အကောင့်ပေါ့နော်ဒီအကောင့်ကိုကျွန်တော်ဘက်တိတက်မှာနော်မြန်မာငွေနဲ့လည်းရပါတယ်ဒါပေမဲ့ဘက်နဲ့တိတက်ရောင်းပါတယ်3000တော့300ပေါ့နော်3000နဲ့300ဘက်မှာဒါရရမယ်ဆိုတော့ကျွန်တော်လက်ပြပါမယ်ဒီဆိုကျွန်တော်ဂန်ပိုင်းသွားမယ် let's go ဂန်ပိုင်းပါဆိုတော့သူက15လက်ပါနော်15လက်တော်တယ်ကိမစစ်ဆိုကိမစစ်ก็เลยคิดว่าเซ็ตထွက်မယ်ก็คิดว่าเซ็ต level 1ก็คิดว่าเซ็ตก็ level 2တင်ထားပါเนาะ level 2တင်ထားတယ် scope ကိုကြည့်ရမယ်6စလေးပါမယ်3စလေးပါเนาะပြီးရင် base scope လေးပါမယ်ပြီးရင်များ level 1ဒီက UMB UMB ဟုတ်တယ် UMB คิดว่าเซ็ตก็ level 1ก็ level 1ဒီကတော့ level 6ပါเนาะreset level 6ပါเนาะဒီဘက် reset level 6ပါပြီးတော့ဒီကောင်က level 3ထက်ပါမယ်ဒီကောင်ကကျန်အကြီးပဲပါပါเนาะကဲပြီးရင်ကျွန်တော် office ဘိုင်းကသွားကြည့်တယ်เนาะoffice ဘိုင်းမှာဆိုရင်ရေဝတ်စုံလေးပါတယ်ပြီးတော့ဒီလိုမီလေးနဲ့အင်ဂျင်လေးပါတယ်နော်အပီကအင်ဂျင်လေးအများကြီးပါတယ်နော်အများကြီးပါတယ်ပြီးရင်ဒီ Megatron လေးတွေပါတယ်နော်ပြီးတော့ CD ဘုံကြီးလေးဒါမျိုးလေးဆက်လေးပါတယ်ဒါမျိုးလေးတွေရနော်ဒါမျိုးလေးပါပါမယ်လက်ကြည့်လိုက်ပါနော်လက်ကြည့်တာအများကြီးပါပါတယ်300ဘက်မှာဆော့ရတန်နဲ့ဈေးနဲ့ရနော်ဆော့ရတန်နဲ့ဈေးနဲ့ရမယ်ပြန်ကားလေးပါမယ်နော်ပြန်ကားလေးပါပါမယ်ဒါလေးနော်ဒါလေးပါမယ်ဒီဆက်လေးပါမယ်ဒါတော့ office ဘိုင်းဖြစ်ပါတယ် free တို့အများကြီးပါပါတယ်နော်အများကြီးပါပါတယ်ပြီးရင်အောက်ထုတ်ဘိုင်းမှာလည်း matic တစ်လုံးဒါတော့ AUG ကအောက်ထုတ်ပေါ့နော် AUG အောက်ထုတ်ဖြစ်ပါတယ်ပြီးတော့ရေခဲလေးနဲ့ထပ်လာမယ်နော်ဒီလိုလေးလာမယ်ပြီးတော့အောက်ထုတ်ဘိုင်းမှာကြည့်ရမှာဆိုရင်နေထားလောက်ရှိပါတယ်နော်ဂျိုလေးတွေပါပါမယ်ဒီလို spin လေးပါပါမယ်ညနေဘောလေးဖြုတ်လိုက်တော့ဆောက်ရမိုက်နော်လိုလေးရှိပါပဲလိုလေးရှိပါမယ်နော်ပြီးတော့ကမြန်မာဘိုင်းမှာဆိုရင်ဒီထားလောက်ရှိပါတယ်ပြီးတော့ညနေဘောမှာဒီကောင်လေးပါမယ်နော်ကောင်လေးပါပါမယ်ပြီးတော့ကကျွန်တော်တို့ဘေးထုတ်ပေါ့နော်ဘေးထုတ်ကြည့်ရမှာဆိုရင်ဒီလိုလေးရှိပါတယ်နော်ပြီးတော့အမဲလေးတွေရှိပါမယ်ရှိပါတယ်နော်အများကြီးပါပါတယ်အတူဆက်လေးပါနော်ဒီဆက်လေးတွေပါပြီးတော့ကျွန်တော်ဝတ်ပြလိုက်နော်ဒီလိုလေးလာမယ်ဘက်မှာကြည့်ရမှာဒီကောင်လေးတွေပါနော်ဘက်မှာသူ့ဟာနဲ့သူလာမယ်ပြီးတော့ဒီလိုလေးလာမယ်ဒီလိုလေးလာမယ်နော်ပြီးတော့ဒီဘောဘီနဲ့ထက်လေးပါပါနော်ထက်ဘောဘီလေးပါပါမယ်အနေထားတော့အကောင်နဲ့ဆော့ရမှတ်နေပါပြီနော်ဒီလိုလေးပတ်တလို့လေးလာပြီးတော့ပတ်တလို့လေးဂျိုလေးထည့်လိုက်ရင်ဆော့ရကိုပါပြီကားကကြည့်ရမှာဆိုရင်ကားတော့ဒါလေးတွေပါမယ်ဒါလေးပါမယ်ပြီးတော့ကကားကပြန်ကားဒီကဈေးလေးပါမယ်နော်အီရန်က4ယောက်စီးကားပါမယ်4ယောက်စီးကားလေးပါမယ်နော်အနေထားတော့ရှိပါတယ်ပြီးတော့ကစိုက်ကယ်မှာဒါလေးတွေပါနော်အများကြီးပါမယ်ဘီဂျီဒါလေးပါမယ်โอเคပြီးတော့ emo ဒါလေးတွေပါမယ်နော်တော်တော်လေးတွေပါမယ်ရောဒီလိုလေးတိုက်လို့ရမယ်နော်လေးတိုက်လို့ရမယ်ပြီးတော့အသေးပုံနဲ့ပေးလို့ရမယ်ပြီးတော့လေထီးပိုင်းမှာကြည့်ရမယ်ဒီကောင်လေးပါမယ်လေထီးမှာဒီကောင်လေးဆောက်ရမိုက်ပါမယ်အဲ့ဆိုလေထီးမှာပါမယ်ဂရိုက်တာမှာဆိုရင်ဒီကောင်လေးပါမယ်နော်ဂရိုက်တာဆောက်ရကိုပါလေပြီးရင်ဒီကောင်ဘုံအများကြီးပါမယ်နော်ဘုံနေပါမယ်ဒီမလင်းနေပါမယ်နေထားဒီလောက်ရှိပါလေနော်ပြီးတော့ဒီကောင်ကဘာဒီပါမလဲဆိုတော့ရုံးကက်လေးနေပါနော်ရုံးကက်လေးပါတယ်တော့ကြံကြီးတယ်မပါဘူးဒီကောင်16ချောင်းပါနော်16ချောင်းပါမယ်ကဲဆက်ပဲစားရင်ကျွန်တော်Facebook link နဲ့ချထားပေးပါပြီနော် Facebook link နဲ့ချထားပေးမယ်ဆက်သွယ်လိုက်ပါရေစောဗီဒီယိုကိုခေါ်ပြီးမှအရောက်ဝယ်လုပ်ပါနော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ3300ဘက်နဲ့နော်ဥဒုယူပါ